ကဘာပေါ်မှာဈေးကြီးဆုံးစိန်လေဆွဲရတနာနဲ့တူဒေါ်လာတန်ရာကြီးကုန်ခန်းကဆိတ်ဆက်ခဲ့တဲ့ဆိုဗီယက်သစင်းနဲ့ဟင်းဝီယန်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးဝေးကဘာပေါ်မှာတိုက်တဲ့နေကားရဲ့စိန်ပြာကြီးတမိုးအပြင်အမေရိကန်ဒေါ်လာတန်900တဲ့အာဖရိကစိန်ပြာကြီးဘလူးတိုင်းမိုးတွေကိုတကယ်စင်မြန်ပြီးတော့မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တဲ့စုံတွေတွေမြန်မာနိုင်ငံမှာပေါ်ပေါက်လာခဲ့ပါပြီဟုတ်ပါပြီသူတို့ကတော့ခြားသူတွေမဟုတ်ပါဘူးပရိသတ်တရဲ့ချစ်တော်မင်းသမီးချော်လေးဆိုဗီယက်သစင်းနဲ့သူ့ရဲ့ချစ်သူနမဲကျော်မင်းသားတလဲဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့မိသားစုကနေစံတက်လာတဲ့တတိသားကိုဟင်းဝီရန်တို့စုံတွဲပဲဖြစ်ပါတယ်။ဒီမင်္ဂလာပွဲဟာဆိုရှယ်မီဒီယာတစ်ခုလုံးကိုတုံ့လုပ်သွားစေခဲ့ပါတယ်။အဓိကအကြောင်းရင်းကတော့သူတို့စင်မြန်ထားတဲ့ရန်နာတွေပါပဲ။သူတို့သမီးဆိုဗီယက်သစင်းဝစ်ဆင်ထားတဲ့လက်ဆွဲငကဲလက်စွပ်တွေအားလုံးဟာကမ္ဘာပေါ်မှာရှားပါဆုံးနဲ့ဈေးကြီးဆုံးဖြစ်တဲ့အာဖရိကစိန်ပြာအစ်စ်ကြီးတွေဖြစ်နေလို့ပါပဲ။ဒီစိန်ပြာကြီးတွေကမှအရေးသွေးမြန်မာဆုံးစိန်ဖြူတွေကားရဲများစွာရှိတဲ့စိန်တွေနဲ့ထက်မှန်ဝန်းရံထားတာပါသူတို့သမီးဆိုရတဲ့စိတ်တွေမကပါဘူးသူတို့သားဟင်းဝရံကပါသူ့ရဲ့ရှင်ဘက်မှာလိုက်ဖက်ညီတဲ့စိန်ပြရတနာကိုစင်မြန်းထားတာတွေ့ရပါတယ်ဒါမြန်မာနိုင်ငံရဲ့လူပညာရှင်တွေမင်္ဂလာပွဲသမိုင်းတစ်လျှောက်မှာတန်မိုးကြီးမားဆုံးခမ်းနားဆုံးစီရင်မှုတစ်ခုလို့တောင်မှသတ်မှတ်လို့ရပါတယ်ဒါကလည်းအံ့ဩစရာတော့မရှိပါဘူးကိုဟင်းဝရံပရိသတ်တည်တဲ့အတိုင်းလူပညာရှင်တယောက်ဖြစ်တယ်လို့နောက်ွယ်မှာလည်းဒီလိုဒေါ်လာတန်900တဲ့ရန်နာတွေကိုအသာလေးစင်ပြန်ပြီးနိုင်လောက်တဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့သားဖြစ်နေလို့ပါပဲ။ဒါကြောင့်လည်းပြည်သက်တရားဆိုဗီယက်သစင်ကိုကံကောင်းဆုံးမိန်းကလေးဘီယမတပားလိုပဲဆိုပြီးတော့ချီးကျူးနေကြတာပါ။သူမရဲ့လာဒီလိုတန်ဖိုးကြီးတဲ့ရတနာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါတကယ့်ကိုထေဝါလှပနေခဲ့ပါတယ်။ဒီမင်္ဂလာပွဲရဲ့နောက်တဲ့ထူးခြားချက်တစ်ခုရှိပါသေးတယ်။ဒီလောက်တန်ဖိုးကြီးတဲ့ဒေါ်လာတန်900တဲ့မင်္ဂလာပွဲကိုခန်းနာတဲ့ဟိုတယ်ကြီးထဲမှာလေအေးဆက်တွေနဲ့ကျင်းပခဲ့တာမဟုတ်ပါဘူး။သူတို့လက်မှတ်ထိုးတဲ့နေရာရန်ကုန်မြို့မှာမိုးရီဆန်းပြည့်တဲ့တန်စွာရသွန်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့စုံတွေကမိုးရွာတာကိုနောက်ဆက်တစ်ခုလုံးမသတ်မှတ်ခဲ့ပါဘူး။အဲ့မိုးရေတွေကိုနောက်ခံထားပြီးတော့မြမယူရပသိမ်တီလာလာလေးကိုစားပြီးတော့မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ကိတ်ခွဲပွဲကိုစီစဉ်ကိုပြုလုပ်ခဲ့ကြပါတယ်။တစ်ဖက်မှာဒေါ်လာတန်900တဲ့စိန်ပြာကြီးတွေတစ်ဖက်မှာရိုးရပသိမ်တီလေးတွေနဲ့မိုးရေဆက်တွေဒီမြေခွင်းကဘယ်သူမှစိတ်ကူးမထားတဲ့အရန်ကိုမှရိုမန်တစ်ဆန်ပြီးချစ်စရာအကောင်းနေမြေခွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုထူးခြားတဲ့နေလေးကိုရွေးချယ်ခဲ့တာကလည်းသူတို့နှစ်ဦးရဲ့ချစ်သူတက်တန်း6နှစ်နဲ့6လအတီးပြည့်တဲ့နေ့ဆိုတဲ့အမတ်တရနေ့ရက်လေးမှာဖြစ်ပါတယ်။နှစ်ဖက်သောမိဘဘိုးဘွားမိတ်ဆွေမျိုးသိန်းဟာတွေကအားလုံးရဲ့ရှေ့မှာပဲစက်တည်မင်္ဂလာရှိစွာနဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ဘာပဲဖြစ်ဖြစ်ပရိသတ်တွေမျှော်လင့်နေခဲ့တဲ့စုံတွဲလေးကပရိသတ်တွေထင်ထားတာတဲ့စာပေါင်းများစွာပို့ပြီးတော့ခန္ဓာကြီးတဲ့တိုက်တဲ့နေ့တဲကလို့စိန်ပြာကြီးတွေနဲ့မိုးရေတွေကြားထဲမှာရိုမန်တစ်ဆန်ဆန်လက်ထပ်သွားခဲ့ပြီးဖြစ်ပါတယ်။သူတို့စုံတွဲတွေပရိသတ်ကြီးကလည်းဂုံယူဝမ်းမြောက်စကားလေးတွေနဲ့တူငယ်စဉ်စုံတွဲကိုအားကြနေပြီလားဆိုတာပြောခဲ့ပေးပါအောင်ရှင်။ယေရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါရရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။ဒီလိုလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါရီ။